ယနေ့စကိုင်းမြို့စကိုင်းတောင်ကြီးဓမ္မယရဏသီလရှင်ပရိယတ္တိစာသင်တိုက်အတွင်း၌ဥပုသ္တရင်စောင့်တည်ကြတယ်အတ္တိလိုဥပုသ္တရင်စောင့်တည်ရင်းနဲ့ဦးဇင်းတို့ဆွေတော်မျိုးတော်တို့အတွက်ဦးဇင်းရွေးချယ်လာခဲ့တဲ့တရားကောင်းစဉ်ကပန်းလေးမျိုးတရားတော်ပြိတ္တရင်ပြောကြည့်ပါတရားတဲ့လေပန်းလေးမျိုးတရားတော်ပါဆရာဘေကဝေယံတို့မြတ်จิตာจิตမိတို့လောကသမိဟောဒီလောကကြီးထဲမှာနေကြတဲ့အခါသမယ၌ပန်းလေးမျိုးကိုပန်းစင်ကြလောကမှာပန်းနေများစွာရှိတယ်တဲ့အဲ့ဒီပန်းနေများစွာဒီကိုပန်းရမှာလားဆိုတော့မဟုတ်ဘူးတဲ့ငါဖျားရှင်ကိုရောမြတ်ချမှတ်တဲ့ပန်းလေးမျိုးကိုနေ့စဉ်ပန်းကြပန်းနှမျိုးပန်းရမလဲလေးမျိုးပါဗျာပန်းလေးမျိုးပန်းရမယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကဘယ်လိုပန်းနေပန်းခိုင်းတာလဲဆိုတာသိရအောင်နံပါတ်1ပန်းကဘာပန်းလဲဆိုတာသိရအောင်လိုက်ဆိုမယ်ဥကောင်ထမပန်းစရာမပ္ပါတတာပန်းဥကောင်ထမပန်းစရာမပ္ပါတတာပန်းဥကောင်ထမဘာပန်းပန်းရမလဲတတာပန်းပန်းရမယ်တဲ့ဥကောင်ထမတတာဘုရားဘောကိုလည်းယုံတရားဘောကိုလည်းယုံအကုသိုလ်လုပ်ရင်အကုသိုလ်အကျိုးပေးမယ်ဆိုတာကိုယုံကုသိုလ်လုပ်ရင်ကုသိုလ်အကျိုးပေးမယ်ဆိုတာကိုယုံအတ္တိလိုယုံကြည်ခြင်းဆိုတဲ့တတ္ထာပန်းနေပန်းရမယ်ပြိတ္တရဲ့ဥကောင်းထက်မှာဘာပန်းပန်းရမလဲတတာတဲ့ဖျားပေါ်ရောဥစဉ်တို့ပြိတ္တမယုံကြည်ကြဘူးလားယုံကြည်တယ်အတ္တိလိုဖျားပေါ်ယုံကြည်တယ်လို့တရားပေါ်ကိုရောမယုံကြည်ဘူးလားယုံကြည်ပါတယ်ဗျာတရားပေါ်ယုံကြည်တယ်လို့တန်ခါပေါ်ကိုရဲ့ယုံကြည်တယ်တန်ခါပေါ်ကိုလည်းယုံကြည်ကြတယ်အဲ့ဒီလိုပဲတဲ့ကုသိုလ်လုပ်ရင်ကုသိုလ်အကျိုးပေးမယ်ဆိုတာကိုလည်းယုံရမယ်အကုသိုလ်လုပ်ရင်အကုသိုလ်အကျိုးပေးမယ်ဆိုတာကိုယုံရမယ်အဲ့ဒီလိုယုံကြည်ခြင်းဆိုတဲ့တတ္တာပန်းနေနေ့စဉ်နဲ့နေ့စဉ်ပန်းစင်ဖို့မလိုဘူးလားလိုပါတယ်ဗျာလိုတယ်ဒါကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကဘေကဝေယံတို့မြတ်จิตာจิตမိတို့လောကသမိဟောဒီလောကကြီးထဲမှာနေကြတဲ့အခါသမယလေးမှာမိမိတို့ရဲ့ဥကောင်းထက်မှာတတ္တာပန်းနေပန်းလိုက်ပါပြိတ္တရေဘာပန်းပန်းရမလဲတတ္တာဖယားဘောကိုယုံတရားဘောကိုယုံကံကံဤအကျိုးကိုယုံနဲ့တတ္တာပန်းနေပန်းလိုက်ပါကျန်တဲ့နှင်းစီပန်းနေစပယ်ပန်းနေပန်းခိုင်းတာဟုတ်ရဲ့လားဟုတ်ပါဗျာဥကောင်းထက်မှာဘာပန်းပန်းခိုင်းတာလဲတတ္တာပန်းပန်းခိုင်းတာတဲ့ပန်းက၄မျိုးနံပါတ်1ပန်းကဘာပန်းပန်းရမှာတတ္တာပန်းပန်းရမှာနံပါတ်2ပန်းသိရအောင်လိုက်ဆိုမယ်ခန္ဓာကိုယ်မှာပန်းစရာမပ္ပါတိလပန်းခန္ဓာကိုယ်မှာပန်းစရာမပ္ပါတိလပန်းခန္ဓာကိုယ်မှာဘာပန်းပန်းရမလဲတိလပန်းပန်းရမယ်ခုနက9ပါးတိလတွေစောင့်တည်ထားတယ်လူတွေဆိုရင်နေ့စဉ်နဲ့နေ့စဉ်9ပါးသီလကိုခါဝတ်ပစိုးတကဲ့သို့မြဲရမယ်အဲ့ဒီလိုသီလပန်းနေနေ့စဉ်နေ့စဉ်ပန်းစင်ဖို့မလိုဘူးလားလိုပါတယ်ဗျာလိုတယ်အဲ့ဒီလိုပဲဥပုံနေခါသမယရောက်ပြန်တော့လေ10ပါးသီလ9ပါးသီလစတဲ့သီလတရားတွေလည်းစောင့်တည်ရမယ်ခန္ဓာကိုယ်မှာဗာမြဲရမလဲသီလမြဲရမယ်သီလမြဲမှအသက်ရှိမယ်ကျမ်းမာမယ်ချမ်းသာမယ်ပေါ့နော်ဒါကြောင့်သီလကိုမြဲအောင်ဦးဇင်းတို့နေ့စဉ်စောင့်ထိန်ဖို့မလိုဘူးလားလိုပါတယ်လိုတယ်လူတွေဆိုရင်9ပါးသီလအဲ့ဒီ9ပါးသီလကိုခါဝတ်ပစိုးတကဲ့သို့မြဲကြမယ်ဆိုရင်ဦးဇင်းတို့ဘေးဆိုးရန်ဆိုးအန္တရာယ်ဆိုးတွေကြားရောက်နိုင်ပါမလားမကြားရောက်နိုင်ဘူး
ဘေးဆိုးရန်ဆိုးအန္တရာယ်ဆိုးတွေဘာကြောင့်ကြာရောက်နေတာလဲဆိုရင်ကိုချင်းတီလာတွေမမြဲကြတော့လို့ဘာတွေမမြဲကြလို့လဲ ကိုချင်းတီလာတွေမမြဲကြတော့ တီလာတွေပျက်စီးသွားပြီလေကိုချင်းတီလာတွေပျက်စီးတော့ဘေးဆိုးရန်ဆိုးအန္တရာယ်ဆိုးတွေကြာရောက်နေကြတယ်ဒါကြောင့်ဘေးဆိုးရန်ဆိုးအန္တရာယ်ဆိုးတွေမှာမကြရောက်ခြင်းဘူးဆိုရင်နဲ့ကိုချင်းတီလာတွေမြဲဖို့မလိုဘူးလား မှန်ပါရဲ့ဗျာ လိုတယ်ဒါကြောင့်ခန္ဓာကိုယ်မှာဗာမြဲရမယ် တီလာမြဲ တီလာမြဲရမယ်ဘိကဝေယံတော်များจิตသာจิตသမီးတို့လောကသမိန်ဟောဒီလောကကြီးထဲမှာနေနေကြတဲ့အခါသမယလေးမှာမိမိတို့ရဲ့ခန္ဓာကိုယ်မှာတီလာပန်းနေစဉ်နဲ့အမြပန်းမှာခန္ဓာကိုယ်မှာပပန်းပန်ရမှာ တီလာပန်းပါဗျာ တီလာပန်းနေပန်ရမှာဒါကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကပန်းဗဏ္ဍမျိုးပန်ခိုင်းတာ ဒီမှာပါဗျာ လေးမျိုးပန်ခိုင်းတာနံပါတ်1ခန္ဓာကိုယ်မှာပန်းပန်ရမှာ တီလာပန်း တီလာပန်းပန်ရမှာနောက်နံပါတ်3ပန်ကပန်းလဲဆိုတာသိရအောင်လိုက်ဆိုမယ်နာနဖတ်မှာ နံပါတ်မှာ ပန်းစရာ ဆေယ မပ္ပါတုတ္တပံ မဘာတုတ္တပံ နာနဖတ်မှာ နံပါတ်မှာ ပန်းစရာ ဆေယ မပ္ပါတုတ္တပံ မဘာတုတ္တပံ နာနဖတ်မှာပန်းပန်ရမလဲ တ္တပံပါဗျာ တုတ္တပံဤပန်ရမယ်နနမိုးတော့အလင်းရောက်လာတာနဲ့ကစပြီးတော့ပယိတ်ဒီနာမေပဋ္ဌာန်းဒီနာမေသူတော်ကောင်းသူမြတ်လုံးတို့ရဲ့တရားဘာဝနာတရားတွေကိုနာမေအဲ့ဒီလိုကောင်းတဲ့အတန်တွေကိုကြားနာမေတဲ့အဲ့ဒီလိုကောင်းတဲ့အတန်တွေကိုကြားနာခြင်းဆိုတဲ့တုတ္တပန်ဒီပန်ရမေတိတ်တရေနာနဖတ်မှာပန်ရမလဲ တ္တပံပါဗျာ သုဒ္ဓဗံပန်ရမယ်တဲ့နာနှစ်ဖက်မှာစိတ်နေငကတ်တီပြောင်တလက်လက်နဲ့အယောင်ထွက်နေအောင်ပန်လဲပဲတင့်တယ်ခြင်းအစစ်ဧကမဟုတ်ကြဘူးတဲ့နာနှစ်ဖက်မှာတကယ်ကိုတင်းတင်းတဲတဲနဲ့ဧကံအစစ်ဖြစ်တာကဘာပန်လဲဆိုရင်သုဒ္ဓဗံပန်ရမယ်စက်တည်မင်္ဂလာနဲ့ပြည့်စုံသွားတယ်ပေါ့ဒါကြောင့်နာနှစ်ဖက်မှာနေစဉ်ဘာပန်ပန်ရမလဲ တုတ္တပံပါ သုတ္တပံပန်ရမယ်။ကောင်းတဲ့ပရိပဋ္ဌာန်တရားတွေကိုနေ့စဉ်နာကြားရမယ်။ဒါကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကပရိသတ်ပေါင်းသူတော်ကောင်းတို့ကိုပန်းပဏမျိုးပန်ခိုင်းတယ်လေ ဒီလိုပါဗျာ ၄မျိုးပန်ခိုင်းနေနံပါတ်3ပန်ကနာနှစ်ဖက်မှာဘာပန်ပန်ရမလဲ တုတ္တပံပါဗျာသုတ္တပံပန်ရမယ်နောက်ဆုံးနံပါတ်4ပန်ကဘာပန်လဲဆိုတာသိရအောင်လိုက်ဆိုမယ်လက်နှစ်ဖက်မှာ နံပါတ်မှာ ပန်စရာ ဆေယ မပ္ပါစာကပံ မဘာသာလပံ လက်နှစ်ဖက်မှာ နံပါတ်မှာ ပန်စရာ ဆေယ မပ္ပါစာကပံ မဘာသာလပံ ပြိတ္တတရေလက်နှစ်ဖက်မှာဘာပန်ပန်ရမလဲ သာလပံပါဗျာ စာကပန်းပန်ရမယ်ပေကံလူရန်စွန့်ကြဲခြင်းဆိုတဲ့စာကပန်းနေစဉ်ပန်းစင်ဖို့မလိုဘူးလား လိုပါတယ်ဗျာ လိုတယ်ယခုလိုဦးစဉ်သီလာပွဲဒီမှာဒီရှိမှပစ္စည်းတွေချပြီးတော့လှူဒန်းတာလေလက်နှစ်ပတ်မှာဘာပန်းပန်လိုက်တာလဲ သာလပံ စာကပန်းနေစဉ်ဘုန်းကြီးကျောင်းတွေကိုစွန့်ကြိုင်တွေကိုပို့ပြီးတော့စွန့်ကြိုင်ပို့ပြီးတော့တန်ဃာတော်ရှင်သူမြတ်တွေမပင်မပန်းကြမ်းမာချမ်းသာစွမ်းဖုံးပေးနိုင်ရန်အတွက်ဆိုပြီးတော့စွမ်းဟင်းတွေလူရန်နာကလည်းပဲလက်နှစ်ဖက်မှာဘာပန်းပန်လိုက်တာ သာလပံပါ စာကပန်းနေပန်လိုက်တာပြိတ္တရေအင်မတန်မှမင်္ဂလာကျက်တရေနဲ့ပြည့်စုံနေဗျာဒါကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကဘိကဝေယံတော်များจิตတာจิตမိတို့လောကသမေဟောဒီလောကကြီးထဲမှာနေကြတဲ့အခိုက်အတန့်လေးမှာကျုံငယ်လာတဲ့သာသနာတော်ကြီးနဲ့ကျုံနေတဲ့အခိုက်အတန့်ဆုံခဲ့လာတဲ့သာသနာတော်ကြီးနဲ့ဆုံနေတဲ့အခိုက်အတန့်လေးမှာငါဘုရားရှင်ကိုရောမြတ်ချမှတ်ပန်းစင်ခိုင်းတဲ့ပန်းလေးမျိုးကိုနေ့စဉ်ပန်းမှာပန်းနှမျိုးပန်းရမလဲ ဒီလိုပါဗျာ နံပါတ်1ပန်းကဘာပန်းလဲတတ္တာပန်း
ဥကောင်ထမတတ္တာပန်းပန်ရမယ်ခန္ဓာကိုယ်မှာသီလပန်းပန်ရမယ်နာနှစ်ဖက်မှာဒုက္ခပန်းပန်ရမယ်လက်နှစ်ဖက်မှာသာဂပန်းပန်ရမယ်ပန်းပန်နှမျိုးပန်ရမလဲပန်းလေးမျိုးပန်ရမယ်ဒါကြောင့်ဦးဇင်းတို့ဓမ္မယရဏချောင်းသီလရှင်ပြည့်တိစာသင်၌အတွင်းမှာဥပုဒ္ဒရင်စောက်တည်တဲ့ပွဲမှာဦးဇင်းကဓမ္မလက်ဆောင်လေးပြီးခဲ့တာကပန်းလေးမျိုးတရားတော်ပြိတ္တရေပြောကြည့်ပါတရားတဲ့လေအဲ့ဒီပန်းလေးမျိုးကိုနေ့စဉ်နဲ့နေ့စဉ်ပန်းစင်နိုင်ကြပါစေလို့ဦးဇင်းကတောင်းဆုပြုရင်းနဲ့ယနေ့ဥပုဒ္ဒရင်စောက်တည်ရင်းနဲ့ကုသိုလ်ပြုလုပ်ကြတဲ့ပွဲမှာပန်းလေးမျိုးတရားကိုနေ့စဉ်ပန်းစင်နိုင်ကြပါစေလို့တောင်းဆုပြုပါတယ်။ဒါကြောင့်ဒီနေရာမှာပဲဏိကုံးကပတ်အဆုံးအသက်ကြစို့။သာတဝနှလုံးပြောပြောင်းဥတုတော်ကောင်းတို့ဒုံမေတရားချစ်ခင်စိတ်ကောင်းဝင်ကြပါတဲ့သင်သူတော်စဉ်ပြိတ္တအပေါင်းတို့သည်ဣမဓမ္မဒေသနံဤသို့ယနေ့ယခုဟောကပြလိုက်ပါတဲ့ပန်းလေးမျိုးဆိုတဲ့တရားဒေသနာတော်ကိုမနတိကတ္တဝါစိတ်ဓမ္မမတ္တဆောင်ထားကြအကုန်ပြည့်သည်ဖြစ်၍ဒါနံလိုပဲဝတ္ထုအစုစုတို့ကိုဒေထတရာဖွေးပြူဧတလူနှင့်ပေးလူနိုင်ကြပါစေကုန်သတည်းသီလ၅ပါး၈ပါး9ပါးစတဲ့သီလတရားတွေကိုရခေဓမ္မကျိုးမပေါက်မညှိုးချအောင်ထိမ့်သိမ်းဆောင်ရှောက်နိုင်ကြပါစေကုန်သတည်းဘာဝနာဝိပဿနာဘာဝနာအလုပ်ကိုဘာဝေထမပေါက်ဖို့ပေါက်နိဗ္ဗာန်ရောက်သည့်ဘဝနိဗ္ဗာန်ရောက်သည့်ကာလတန်အောင်ကောင်းစွာမသွေကြိုးစားပွားများအားထုတ်နိုင်ကြပါစေကုန်သတည်း